မိုးရသည်တွေအဖြစ်များတဲ့ဝမ်းရောဂါများမပြန့်ပွားစေရန်အတွက်မိသားစုများလိုက်နာဆောင်ရွက်သွားရန်အချက်များကိုအသိပေးနှိုးဆော်အပ်ပါရရှင်။ဝမ်းရောဂါကိုအဓိကဖြစ်ပွားစေသောပိုးများပါရှိသည့်မတန့်ရှင်းသောရေနှင့်အစာများဓာတ်ရိုက်တော်၎င်း၊တွယ်ဝါးရည်တော်၎င်းစားတောက်မိရာမှဝမ်းပြတ်ဝမ်းလျှော်ရောဂါကူးစက်ပြန့်ပွားနိုင်ပါတယ်။အဓိကကူးစက်နိုင်ခြင်းရှိတဲ့နည်းလမ်း၄ခုရှိပါတယ်။သက်ရှင်သောလက်ဖြင့်အစားအသောက်များကိုကင်တွယ်စားတောက်ခြင်းရင်ကောင်များမှတဆင့်အစားအစာတွေသို့ယောဂပိုးများဝင်ရောက်ကူးစက်ခြင်းတီးနှံစိုက်ခင်းတွေကတဆင့်အစားအသောက်တွေကိုယောဂပိုးဝင်ရောက်ခြင်းရေရင်ရေကန်ရေအရင်းမြစ်တွေမှမသက်ရှင်သောရေကိုတောက်မိခြင်းကတဆင့်ယောဂပိုးတွေကူးစက်နိုင်ပါတယ်ရင်းဖော်ပြပါနည်းလမ်းများမှတဆင့်လူခန္ဓာကိုယ်ထဲသို့ယောဂပိုးတွေဝင်ရောက်သွားပါကဝမ်းပြတ်ဝမ်းလျှော်ယောဂကာလာဝမ်းယောဂဝမ်းကိုက်ယောဂဥယောင်ငန်းဖြာယောဂအသေးအောင်တဝါယောဂပိုလီယိုအကြောတေယောဂနဲ့ထုတ်ကောင်တန်ကောင်ယောဂများဖြစ်ပွားပြီးအသက်သေဆုံးသည့်အထိဖြစ်ပွားနိုင်ပါတယ်ဒါကြောင့်မိဘပြည်သူများအနေနဲ့ဒီနည်းလမ်းတွေသုံးပြီးဝမ်းနှင့်ပတ်သက်သောယောဂများမဖြစ်ပွားအောင်ဂရုစိုက်ကာကွယ်ကြဖို့တိုက်တွန်းနှိုးဆော်လိုက်ပါရရှင်။၁မိသားစုဝင်တိုင်းရင်လိုအိမ်သားရင်သာမစင်စွန့်ကြပါ။ရင်လိုအိမ်သားရင်မစင်စွန့်ခြင်းဖြင့်ရင်ကောင်များမစင်မော်ရင်မနာနိုင်တော့ပါ။စိုက်ခင်းများအတွင်းသို့မစင်များမရောက်နိုင်တော့ပါ။ရေအရင်းမြစ်များအတွင်းသို့မစင်ပိုးများဝင်ရောက်ခြင်းမှလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်။နဲ့လက်တွေအမြဲတမ်းသက်ရှင်နေအောင်ရေနဲ့ဆက်ပြသုံးပြီးမကြာခဏစနစ်တကျဆေးပါ။အထူးသဖြင့်အစာမစားမီအစာအစာများမကင်တွယ်မီအိမ်သာတက်ပြီးကလေးညင်ကြီးများနဲ့အမိုက်များကင်တွယ်ပြီးချိန်တိုင်းလက်ကိုစနစ်တကျဆေးကြဖို့တိုက်တွန်းလိုပါတယ်။တော့စိုက်ခင်းမှကူလာသောအစားအစာများဈေးမှဝယ်လာသောအစားအစာများကိုတေချာဆေးကြောပြီးမှချက်ပြုတ်စားတောက်ခြင်းဖြင့်ယောဂပိုးကူးစက်မှုကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။အစားအသောက်များကိုပူပူနွေ့နွေ့ကြက်အောင်ချက်စားကြပါ။ရင်မနာစေရန်အုပ်ဆောင်ဖြင့်အုပ်ထားကြပါ။၄မိသားစုဝင်များအားလုံးကျန်းမာစေဖို့ယောဂပိုးမဝင်ရောက်စေဖို့ကြိုချက်ထားသောရေကလိုရင်းခတ်ထားသောရေတန်းကိုသာတောက်သုံးကြဖို့အထူးမေတ္တာရက်ခံအပ်ပါတယ်ရှင်။မိသားစုဝင်များအားလုံးယောဂပိုးကင်းဝေးပြီးပျော်ရွှင်နိုင်ကြပါစေရှင်။